ဒုက္ခတဲ့ဘဝကနေရာစုတာတဲ့တော့ကျွန်တော်ရှင်းနေစီမှာရောက်သွားတော့ရှင်းနေစီမှာထောင်ထဲကနေကျွန်တော်ကူညီပါအောင်ကျွန်တော်ကိုမြန်မာပြည်ပြန်ပို့တော့မယ်ကျွန်တော်မြန်မာပြည်မပြန်ချင်ဘူးမြန်မာပြည်ပြန်လို့ရှင်းတော့ကျွန်တော်အတကြောက်စရာကောင်းတယ်ဆိုတော့ရှင်းနေထမှာကူညီတောင်းတယ်ရှင်းနေကဘာပြောလဲဆိုတော့ခမည်းဩစတြေးလျနိုင်ငံကိုဝင်မဲ့အချိန်မှာခမည်းဟာဩစတြေးလျနိုင်ငံရဲ့စီမီဥပဒေလိုက်နာပါမယ်ဆိုတော့ဝန်ခံကတိပေးထားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်ဩစတြေးလျနိုင်ငံရောက်ပြီးလို့ရှိရင်လည်းကျွန်တော်ဩစတြေးလျနိုင်ငံရဲ့ဥပဒေစောင့်ရှောက်ပါမယ်ဆိုတော့ခမည်းကတိဝန်ခံချက်ပေးပြီးသွားပြီလေဘာကြောင့်အဲ့ဒီဥပဒေမလိုက်နာနိုင်တာလဲခမည်းဒီမှာဒီကြနေထိုင်ခွင့် PR တယောက်ဖြစ်ပေမဲ့စီမီဥပဒေချုပ်ဖောက်တဲ့အတွက်ကြောင့်မြန်မာပြည်ပြန်ပို့မယ်ဒါပေမဲ့အတတ်နဲ့ဆိုကျွန်တော်တို့ကြိုးစားပေးပါမယ်ဆိုတော့ပြန်လဲပြောတာတွေ့ရတယ်အဲ့တော့ဒီပုဂ္ဂိုလ်တယောက်ကဩစတြေးလျနိုင်ငံဝင်ဖို့ရန်အတွက်အစိုးရကတနာလို့ဝင်ခိုင်းတာနော်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တစ်ခုမှမပါဘူးကြိုးစားမှုတစ်ခုမှမပါဘူးအစိုးရကတနာပြတော့မှလိန်ခမကုံဆိုင်ပေးပြတော့မှဒုက္ခတဲ့ဒီနိုင်ငံကိုဝင်ခိုင်းနေဖြစ်တယ်အတိတ်ဘက်ကသူ့ရဲ့တာဝန်ကကျွန်တော်ဩစတြေးလျတောင်ရောက်ပြီးသွားပြီကျွန်တော်ကြိုးစားရမယ်ကျွန်တော်အလုပ်လုပ်ရမယ်အခုပေးစရာလည်းပေးရမယ်ကျွန်တော်ရဲ့လူမှုပတ်ဝန်းကျင်အတိုင်းအဝိုင်းအတွက်ဩစတြေးလျ community တစ်ခုလုံးအတွက်အထောက်အကူဖြစ်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ကြိုးစားရမယ်ဆိုပြီးစိတ်ကိုမွေးထားဖို့ဖြစ်တယ်ကျွန်တော်တို့အားလုံးအပါဝင်မို့ဒါပေမဲ့ဒီပုဂ္ဂိုလ်ကလူများကိုရိုက်တယ်အိမ်ဖောက်တယ်အိမ်မိရှို့တဲ့ခါမှာဒီပြစ်မှုတွေကအများများလွန်းတော့ဩစတြေးလျနိုင်ငံကမြန်မာပြည်ပြန်ပို့ဖို့သူ့ထောင်ထဲမှာချနေပြီဒီဖြစ်ပျက်ကိုကြည့်လိုက်အခါမှာကျွန်တော်တို့အထူးသဖြင့်ခရစ်ယာန်လောကခရစ်ယာန်ယုံကြည်သူများအသက်တာနဲ့ပြန်လဲချိတ်ဆက်မိတယ်ကယ်တင်ချင်းရပြီဆိုကျွန်တော်အရောက်တိုင်းကပျော်ကြတယ်ဟုတ်ပြီအဲ့ဒီပျော်ရင်နောက်ပိုင်းမှာပါရှိတယ်လေဘုရားကိုချစ်တယ်ဘုရားသခင်ရဲ့ဂျေဇုတော်ကြောင့်ကျွန်တော်တို့ကယ်တင်ချင်းခံရတာဖြစ်တယ်ကျွန်တော်တို့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တစ်ခုမှမပါအောင်ဒါပေမဲ့ဂျေဇုတော်ခံစားရတဲ့ပုဂ္ဂိုလ်တရားမှန်တယ်ဆိုလို့ရှိရင်သူဂျေဇုကိုထောက်ပြီးတော့မှခရစ်တော်လိုချင်တဲ့အသက်တာအတိုင်းကျွန်တော်အသက်ရှင်ဖို့ဖြစ်ပါတယ်အခုနပုဂ္ဂိုလ်တယောက်ကဩစတြေးလျနိုင်ငံရောက်အောင်သူ့အနေနဲ့လုံနိုင်ကြောင်းဘာတစ်ခုမှမပြခဲ့ဘူးဒါပေမဲ့ဩစတြေးလျနိုင်ငံကတနာလို့သူ့ကိုဩစတြေးလျနိုင်ငံကိုဝင်ခိုင်းနေဖြစ်တယ်ကျွန်တော်တို့လည်းပဲဖျားရှင်ရဲ့ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းရဖို့ဖြစ်တယ်ဒါပေမဲ့ကယ်တင်ခြင်းရတော့ပုဂ္ဂိုလ်တယောက်မှန်တယ်ဆိုလို့ရှိရင်တော့ကယ်တင်ခြင်းခိုင်းတဲ့ပုဂ္ဂိုလ်တယောက်ဆောင်ရန်ရှောင်ရန်အကျင့်တွေကိုကျွန်တော်လုပ်ဖို့လိုပါတယ်ဒီပုဂ္ဂိုလ်တယောက်ကဩစတြေးလျနိုင်ငံကိုအခမဲ့ဝင်ပေးမဲ့လေဩစတြေးလျနိုင်ငံဥပဒေမစောင့်ရှောက်တဲ့ခါမှာမြန်မာပြည်ပြန်ပို့ခံရတော့မယ်ဒီလိုမျိုးပုံစံပါပဲကျွန်တော်တို့ကယ်တင်ချင်းရဖွင့်တဲ့ကိုယ့်ရဲ့အကျင့်တွေစောင့်ရှောက်ခြင်းတွေမပါပြီးမဲ့လေကျွန်တော်ကယ်တင်ချင်းရပြီးဆိုပြီးနောက်ပိုင်းမှာမကောင်းတဲ့အကျင့်တွေဘုရားသခင်ရဲ့နှုတ်ပတ်တရားတော်နဲ့ဆန့်ကျင်တဲ့နော်ပြည့်ညတ်တော်နဲ့ဆန့်ကျင်တဲ့အကျင့်တွေကျွန်တော်ဆက်လက်ကျင့်နေမယ်ဆိုလို့ရှိရင်အဲ့ဒီအကျင့်အဲ့ဒီအသက်ရှင်ခြင်းကကျွန်တော်တို့မယုံသေးဘူးဆိုတာကလက်ညှိုးထိုးနေတယ်အဲ့တော့မယုံကြည်ခြင်းရဲ့အပြစ်အခကတည်ခြင်းဖြစ်တယ်ဘုရားသခင်ကကျွန်တော်ကိုကယ်တင်တာအပြစ်ညွန်ထဲမှာအပြစ်ပြန်လုပ်နေဖို့ကယ်တင်တာမဟုတ်ဘူးကျွန်တော်အပြစ်ထဲကနေလွတ်မြောက်ဖို့ရန်အတွက်ဘုရားသခင်ကျွန်တော်ကယ်တင်တာဖြစ်တယ်ဒီတို့ကြောင့်မလို့ကျွန်တော်တို့ကနော်ဩစတြေးလျ US ကနေဒါဂျန်တဲ့နိုင်ငံအလုံးပေါ့တနာလို့ဝင်ခိုင်းတာဖြစ်တယ်သူတနာချင်းကရုဏာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တရားအနေနဲ့နိုင်ငံတော်စီမီဥပဒေအတိုင်းအကောင်းမွန်ဆုံးအသက်ရှင်ဖို့လိုပါတယ်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းရတဲ့ပုဂ္ဂိုလ်တရားအနေနဲ့သူဂျေဇုတော်ကတန်ဖိုးထားပြီးတော့မှဘုရားသခင်အလိုတော်တိုင်းအသက်ရှင်ဖို့လိုပါတယ်ကျွန်တော်တို့ကဘုရားသခင်ရဲ့ဂျေဇုတော်ကိုကယ်တင်ခြင်းကိုခံရပြီးနောက်ပိုင်းမှာကိုကြိုက်တယ်လို့အသက်ရှင်လို့ရပါပြီပင်ရတော်မဆောင်လည်းရင်လည်းပြဿနာမရှိဘူးချိုးဖောက်ရင်လည်းပြဿနာမရှိဘူးဆိုပြီးမှခံယူနေတဲ့ပုဂ္ဂိုလ်တရားလားတော့မို့ကျွန်တော်ဘုရားသခင်တေခံပြီးသွားပါပြီကျွန်တော်ကိုအခမဲ့ဂျေဇုတော်အဖြစ်ကယ်တင်တယ်သူဂျေဇုတော်ကိုကျွန်တော်တန်ဖိုးထားပါတယ်ကိုရောရဲ့အလိုအတိုင်းကျွန်တော်အသက်ရှင်ဖို့ကျွန်တော်ကြိုးစားပါမယ်ဆောင်ရန်ရှောင်ရန်လေးကျွန်တော်လိုက်လျှောက်ပါမယ်ဆိုပြီးမှလိုက်လျှောက်နေတဲ့ပုဂ္ဂိုလ်တယောက်လားကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့အရောက်တိုင်းကြိုးစားအားထုတ်ဖို့လိုပါတယ်ကျွန်တော်တို့ဘုရားခင်ထံမှာလည်းခွန်အားတောင်းဖို့လိုပါတယ်ဒီတော့ကရုဏာတော်အားဖြင့်ငဲ့ညာခြင်းအားဖြင့်လူသားချင်းစာနာထောက်ထားခြင်းအားဖြင့်ဩစတြေးလျနိုင်ငံဝင်ခွင့်ပေးခဲ့တယ်ဥပဒေမလိုက်နိုင်တဲ့အခါမှာဩစတြေးလျနိုင်ငံကနေပြန်နှင်ထုတ်ခံရမယ်ဂျေဇုအဖြစ်ကျွန်တော်အားလုံးကယ်တင်ခြင်းခံရတယ်
ကျေးဇူးတော်ကိုတန်ဖို့မထားဘဲနဲ့ဥပဒေပြန်ချုပ်ဖောက်မယ်ဘုရင်တော်ပြန်ချုပ်ဖောက်မယ်ဆိုရှင်တော့ဘုရင်တော်ချုပ်ဖောက်ခြင်းအပြစ်အခါတည်ခြင်းကိုကျွန်တော်တို့ပြန်လဲရောက်ရှိနိုင်တဲ့အတွက်ကြောင့်မလို့ကျေးဇူးခံစားတော်သားသမီးများအနေနဲ့မှန်ကန်သောအသက်ရှင်ခြင်းကိုရရှင်အလိုနဲ့သက်ရှင်တဲ့တော်သားများရောက်စတဲ့ဖြစ်နိုင်ပါစေလို့ဒီပုံပေါ်မှာလေးနဲ့ကျွန်တော်အနေငယ်ဝေမျှချင်ပါတယ်။ရောက်စတဲ့ပေါ်ဖျားရှင်ကောင်းချီးချပေးပါစေ။အာမင်။